ကဘာတဝန်းလုံးမှာဖုတ်ကောင်တွေပေါ်လာပြီးလူတိုင်းဟာထူးခြားတဲ့စွမ်းအားတွေရရှိလာကြပါတယ်ကျွန်တော်ကတော့မီးစွမ်းအားကိုစွန့်လွတ်ပြီးတာအိုဆရာရဲ့စွမ်းအားကိုရွေးချယ်ခဲ့တဲ့အတွက်ဆရာကကျောင်းကနေထုတ်ပစ်ခဲ့ပြီးတငယ်ချင်းတွေကလည်းရှောင်ဖယ်သွားကြပါတယ်ချစ်သူကပါစိတ်ပြက်ပြီးလက်ထပ်ခွင့်ကိုဖျက်သိမ်းခဲ့ပါတယ်ဘာလို့လဲဆိုတော့ဒီကဘာမှာတာအိုဆရာဆိုတာဘာလဲဆိုတာဘယ်သူမှမသိကြလို့ပါလူတိုင်းကမီးစွမ်းအားကိုသာဖုတ်ကောင်တွေရဲ့အဓိကရန်သူလို့ထင်နေကြပါတယ်ဒါပေမဲ့ကျွန်တော်ကဘဲဘက်လက်နဲ့မိုးကြိုးဖြစ်ပြီးညာဘက်လက်နဲ့တစ်သားဆွဲကြိုးကိုကင်ပြီးဖုတ်ကောင်1000ကျော်ကိုတယောက်တည်းရှင်းပစ်လိုက်တဲ့အခါသူတို့အားလုံးအံ့အားသင့်သွားကြပါတယ်ကျွန်တော် booster ကိုရောက်လာတာ9မိနစ်ပဲရှိသေးပြီးအခုကျွန်တော်ရှိမှစွမ်းအင်ဘောလုံး3လုံးပေါ်နေပါတယ်နိုးထချင်းပလင်အောက်မှာဆရာမနဲ့ကျောင်းသားရပေါင်းများစွာကမနာလိုမှုမုန်းတီးမှုစတဲ့အမျိုးမျိုးသောအမှုရာတွေနဲ့ကြည်နေကြပါတယ်ကျွန်တော်ဘာမှမသိသေးခင်မှာပဲနောက်တစ်စက္ကန့်မှာအမတ်တရားတွေအများကြီးဝင်လာပြီးကျွန်တော်လုံးဝအံ့အားသင့်သွားပါတယ်ကျွန်တော်ရောက်နေတဲ့ကဘာကဖုတ်ကောင်တွေပေါ်လာတဲ့ကဘာဖြစ်နေပါတယ်ဖုတ်ကောင်ဆိုတာရုပ်ရှင်တွေကလိုခုံပေါက်နေတဲ့ဖုတ်ကောင်မျိုးပါမူလခန္ဓာကိုယ်ရဲ့မှတ်ဉာဏ်အရာဖုတ်ကောင်တွေဟာတနက်တန်မခံနိုင်ပဲခစ်တစ်လက်နက်တွေနဲ့ဘာမှလုပ်လို့မရပါဘူးနိုးထလာတဲ့စွမ်းအားရှင်တွေရဲ့စွမ်းရည်တွေနဲ့ပဲဖုတ်ကောင်တွေကိုဖျက်ဆီးနိုင်ပါတယ်ဒါပေမဲ့စွမ်းရည်တွေကလည်းအဆင့်တန်းကွာခြားပါတယ်အမိုက်စွမ်းရည်တွေကဖုတ်ကောင်တွေကိုထိခိုက်အောင်တော့မလုပ်နိုင်ပါဘူးအဆင့်3စွမ်းရည်ထိရောက်မှသာအလဲလက်အဆင့်စွမ်းရည်တွေနဲ့အနှိမ့်ဆုံးအဆင့်ဖုတ်ကောင်ဖြူနဲ့ဖုတ်ကောင်ခရမ်းတွေကိုဖျက်ဆီးနိုင်မှာပါအဆင့်မြင့်ဖုတ်ကောင်စိမ်းဖုတ်ကောင်နဲ့ဖုတ်ကောင်မွေးတွေအကြောင်းပြောစရာမလိုတော့ပါဘူးဒဏ္ဍာရီလာရုံမရှိတဲ့ဖုတ်ကောင်အကြောင်းလည်းပြောစရာမလိုပါဘူးထူးချွန်တဲ့စွမ်းရည်တွေဖြစ်တဲ့မီးစွမ်းအားလိုမျိုးစွမ်းရည်တွေကဖုတ်ကောင်တွေကိုတခြားစွမ်းရည်တွေထက်အစပေါင်းများစွာပိုပြီးထိခိုက်စေနိုင်ပါတယ်အခုကျွန်တော်ကစွမ်းရည်ရွေးချယ်ရမယ့်အချိန်မှာရောက်နေပြီးကျွန်တော်ရှိကစွမ်းရည်3ခုထဲမှာမီးစွမ်းအားတစ်ခုပါနေပါတယ်ဒါကြောင့်ပလင်အောက်ကကျောင်းသားတွေကလူစားချင်နေတဲ့ပုံစံမျိုးနဲ့ကြည့်နေကြတာပါကျွန်တော်သတိပြန်ဝင်လာပြီးရှေ့ကစွမ်းရည်3ခုကိုတေချာကြည့်လိုက်ပါတယ်မီးစွမ်းအားအပြင်နောက်တစ်ခုကအထောက်အကူပြုစွမ်းအားဖြစ်ပြီးနောက်တစ်ခုကတာအိုဆရာစွမ်းအားပါတာအိုဆရာလားကျွန်တော်အသက်ရှူတန်ရက်တန်သွားပါတယ်ဒီကဘာမှာတာအိုဆရာအကြောင်းဘယ်သူမှမသိကြပါဘူးသူတို့ကဘာလဲဆိုတာမသိတယ်လို့တာအိုဆရာတွေကမကောင်းဆိုးဝါးတွေကိုနှိမ်နင်းနိုင်တယ်ဆိုတာလည်းမသိကြပါဘူးဒါပေမဲ့ကဘာကိုဖျက်ကျော်လာတဲ့ကျွန်တော်ကတော့မတူပါဘူးတာအိုဆရာစွမ်းအားကဖုတ်ကောင်တွေကိုတတ်ဖို့အသင့်တော်ဆုံးဆိုတာကျွန်တော်ပဲသိပါတယ်ဒါပေမဲ့နိုးထချင်းပလင်အောက်ကတခြားသူတွေကကျွန်တော်ဘာမှမလုပ်ပဲငြိမ်နေတာကိုမြင်တော့တီးတူးပြောဆိုနေကြပါတယ်သူတို့ကကျွန်တော်မီးစွမ်းအားလိုရှားပါတဲ့စွမ်းရည်ကိုရွေးချယ်မိလို့အရန်ပျော်နေတာလို့ထင်နေကြပါတယ်ကျွန်တော်ဆုံးဖြတ်ချက်မချနိုင်ပဲငြိမ်နေတာကိုမြင်တော့ဆရာချစ်ကြီးမင်းကချောင်းဟန်းလိုက်ပြီးသူ့မျက်လုံးတွေမှာစိတ်အားထက်သန်မှုတွေပြည့်နေပါတယ်လီချန်မင်းဘာရီတွန်းဆုပ်နေတာလဲမီးစွမ်းအားကိုတွေ့ရင်တိုက်ရိုက်ရွေးချယ်ဖို့ငါမင်းကိုမတင်ပေးခဲ့ဘူးလားမီးစွမ်းအားကိုရွေးချယ်လိုက်တာနဲ့တက္ကသိုလ်ကြီး၄ခုလုံးကမင်းကိုလိုချင်ကြလိမ့်မယ်အနာဂတ်မှာမင်းဟာဖုတ်ကောင်တွေကိုတိုက်ခိုက်မဲ့လူသားတွေရဲ့ထိပ်တန်းစွမ်းအားရှင်ဖြစ်လာလိမ့်မယ်အခုမင်းရဲ့အမှန်ကန်ဆုံးရွေးချယ်မှုကိုလုပ်လိုက်ပါကြကျွန်တော်သတိပြန်ဝင်လာပြီးဇူဂျီမင်းကိုခေါင်းကြီးပြလိုက်ပါတယ်ဆရာကျွန်တော်နားလဲပါပြီဇူဂျိုင်းမင်းကကျွန်တော်ကိုကျေနပ်စွာပြုံးပြပါတယ်သူအခုအရန်စိတ်လှုပ်ရှားနေပါတယ်မြို့တစ်ခုလုံးမှာမီးစွမ်းအားကိုရွေးချယ်နိုင်တဲ့သူ2ယောက်ပဲရှိပြီးအဲ့ဒီထဲကတစ်ယောက်ကသူ့ကျောင်းသားဖြစ်နေပါတယ်ဒီနေ့ပြီးရင်သူဇူဂျိုင်းမင်းဟာမြို့တစ်ခုလုံးမှာအကျော်ကြားဆုံးဆရာဖြစ်လာမှာပါနှစ်ကုံစုကြီးက3ဆတိုးလာမှာဖြစ်ပြီးသူ့ကျောင်းအုပ်ရာထူးကိုပါရနိုင်ခြေရှိပါတယ်ကျွန်တော်စွမ်းရည်ကိုရွေးချယ်ဖို့လက်လန်းလိုက်တာကိုမြင်တော့ဇူဂျိုင်းရဲ့မျက်လုံးတွေပိုပြီးတောက်ပလာပြီးသူ့မျက်နှာပေါ်ကအပြုံးကပိုပြီးကျဲလာပါတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာသူ့မျက်နှာပေါ်ကအပြုံးကရက်တန့်သွားပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကမီးစွမ်းအားကိုမရွေးချယ်ပဲဘေးကတာအိုဆရာစွမ်းအားကိုရွေးချယ်လိုက်လို့ပါနိုးထချင်းပလင်အောက်ကကျောင်းသားရပေါင်းများစွာလည်းချက်ချင်းကြောက်ရွံ့လို့ဖြစ်သွားပြီးပါဇက်အဟောင်းသားနဲ့ကျွန်တော်ကိုမယုံနိုင်စွာကြည့်နေကြပါတယ်တစ်စက္ကန့်အကြာမှာပလင်အောက်မှာဆူညံသွားပါတယ်ဘာလဲလီချန်ကမီးစွမ်းအားကိုမရွေးချယ်ပဲတခါမှမကြားဘူးတဲ့တာအိုဆရာစွမ်းအားကိုရွေးချယ်လိုက်တာလားဟာဟာဟာရေရတာတည်တော့မဲဒီကောင်ယူသွားတာလားအခုတေချင်စိတ်တောင်ပေါက်နေတော့ပြီးပလင်အောက်မှာရေတံတွေဆူညံနေပါတယ်ဆရာဂျူဂျင်းမင်ကသွားရီကြိတ်ပြီးပြောပါတယ်လီချန်မင်းဘာလုပ်ချင်တာလဲကောင်းကောင်းမွန်မွန်မီးစွမ်းအားကိုမရွေးချယ်ပဲတာအိုဆရာဆိုတဲ့နာမည်ကြားတာနဲ့အထောက်အကူပြုစွမ်းအားလိုမျိုးနာမည်ကိုဘာလို့ရွေးချယ်ရတာလဲမီးစွမ်းအားကဘလောက်တန်ဖိုးရှိတယ်ဆိုတာမင်းမသိဘူးလားမင်းကတန်ဖိုးရှိတာတွေကိုဖြုံးတီးနေတာပဲဒါပေမဲ့ तू ပြောချင်တာတွေကိုကျွန်တော်ဂရုမစိုက်ပါဘူးကျွန်တော်မျက်နှာကတော့ငြိမ်သက်နေပါတယ်ဆရာကျွန်တော်ကတာအိုဆရာစွမ်းအားကမီးစွမ်းအားထက်ပိုပြီးအသုံးဝင်တယ်လို့ထင်ပါတယ်မင်းကဆရာလားငါကဆရာလားမင်းထင်တာတွေအသုံးဝင်နေဆိုရင်ငါကအယိုးမရှိတဲ့ဖုတ်ကောင်ကိုတောင်တတ်နိုင်ပြီးဒီနေ့ကစပြီးမင်းကငါယူချင်းမင်းရဲ့ကျောင်းသားမဟုတ်တော့ဘူးမင်းကိုကျောင်းကနေထုတ်ပစ်လိုက်ပြီး3ရက်ကြာရင်ကျင်းတက္ကသိုလ်ရဲ့ရွေးချယ်ပွဲကိုမင်းဝင်ခွင့်မရှိဘူးယူချင်းမင်းကကျောင်းရဲ့ထူးချွန်တဲ့ဆရာတစ်ယောက်ဖြစ်ပြီးသူ့ရောက်ဖကလည်းပညာရေးဌာနရဲ့အကြီးအကဲပါပုံမှန်အားဖြင့်သူပြောတဲ့စကားကိုကြအောက်တောင်နားထောင်ရပါတယ်လီချန်ရဲ့လုပ်ရက်ကြောင့်လှုပ်ရှားဒေါသထွက်သွားပါတယ်ဒီတခါတော့သူ့အနာဂတ်ကိုသူဖျက်ဆီးလိုက်ပြီးမီးစွမ်းအားကိုရွေးချယ်ခဲ့ရင်ကျင်းတက္ကသိုလ်ကမျက်စိမိတ်ပြီးလက်ခံမှာပဲရုပ်ဆရာရဲ့စကားကအမိန့်ပဲကြောင်းတောင်လိုက်နိုင်ရတယ်လီချန်ကဒီတခါတော့ကျောင်းကနေတကယ်ထုတ်ပစ်ခံရပြီးသူကိုယ်တိုင်မှယွန်းစွာရွေးချယ်ခဲ့လို့ပဲ3ရက်ကြာရင်ကျင်းတက္ကသိုလ်ရဲ့ရွေးချယ်ပွဲကိုတောင်ဝင်ခွင့်ရတော့မှာမဟုတ်ဘူးအဲ့ဒါကနိုင်ငံရဲ့အကောင်းဆုံးတက္ကသိုလ်ပဲထမင်းကိုပါဇက်ထဲထိခွင့်ကျွေးနေတာတောင်ကိုယ်တိုင်ချီးသွားစားချင်နေတာပဲကျွန်တော်ကပလင်အောက်ကအတန်တွေကိုဂရုမစိုက်တယ်လို့ယူဂျီမင်ကိုလည်းရှင်းပြမနေပါဘူးကျွန်တော်ရှိကစနစ်ပြားကိုပဲအာယုံစိုက်နေပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ရှိမှာစနစ်ပြားပေါ်လာပြီးစနစ်ရဲ့အတန်ကလည်းထွက်ပေါ်လာလို့ပါတာအိုဆရာစွမ်းအားပေါင်းဆက်ပြီးပါပြီနာမည်လီချန်စွမ်းအားတာအိုဆရာတခုလေးတော့အဆင့်တာအိုဆရာအဆင့်တတိုးမြင့်ရန်အခြေအနေဖုတ်ကောင်ခရမ်း9ကောင်တက်ပါ passive စွမ်းရည်မကောင်းဆိုးဝါးနှိမ်နင်းခြင်းရတစ်စွမ်းရည်ခရမ်းရောင်မိုးကြိုးနဲ့ဖျားစွမ်းအားတိုးမြင့်ခြင်းလန်အကြောင်းတာအိုဆရာစစ်မှန်သောလူအစစ်မြင့်လူနတ်ဆရာစွမ်းအားပေါင်းဆက်ပြီးနောက်လူတိုင်းမှာစနစ်ပြားပေါ်လာမှာပါဒါပေမဲ့ကျွန်တော်ကအပေါ်ကစွမ်းရည်တွေကိုမြင်လိုက်ရတဲ့အခါချက်ချင်းအသက်ရှူမှသွားပါတယ်ခရမ်းရောင်မိုးကြိုးနဲ့ဖျားဆိုတာရုပ်ရှင်တွေကတာအိုဆရာကြီးတွေပဲသုံးနိုင်တဲ့မော်ပညာပါကောင်းကင်ကမိုးကြိုးတွေကိုဆွဲဆောင်ပြီးမကောင်းဆိုးဝါးအားလုံးကိုနှိမ်နင်းနိုင်ပါတယ်ကျွန်တော်ရဲ့ passive စွမ်းရည်မကောင်းဆိုးဝါးနှိမ်နင်းခြင်းနဲ့ပေါင်းလိုက်ရင်1.5 ဆပိုပြီးထိခိုက်စေနိုင်ပါတယ်ဒီလိုပျက်စီးစေနိုင်တဲ့စွမ်းအားကမီးစွမ်းအားထက်အစပေါင်းရာချီပိုများပါတယ်ဒါကိုတွေးလိုက်တော့ကျွန်တော်နှုတ်ခမ်းတောင်းကအလိုလိုပြုံးမိသွားပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာဂျူဂျီမင်ရဲ့အေးဆက်ဆက်အတန်ကထွက်ပေါ်လာပါတယ်နိုးထပြီးပြီလားမြင်မြန်ထွက်သွားတော့ငါကမင်းကိုစုချဖို့စောင့်နေရအောင်မလားကျွန်တော်စနစ်ပြားကိုပိတ်လိုက်ပြီးနိုးထချင်းပလင်အောက်ကိုဖြည်းဖြည်းချင်းဆင်းလာပါတယ်ပတ်ဝန်းကျင်ကလူတွေကကျွန်တော်ကိုလူယူတယောက်လိုကြည့်နေတာကိုကျွန်တော်ဂရုမစိုက်ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်ရဲ့ခရမ်းရောင်မိုးကြိုးနဲ့ဖျားရဲ့စွမ်းအားကိုသူတို့မြင်ရတဲ့အခါသူတို့အံ့အားသင့်သွားလိမ့်မယ်လို့ကျွန်တော်ယုံကြည်လို့ပါနိုးထချင်းအခမ်းအနားပြီးဆုံးသွားတဲ့အခါဂျူဂျင်းမင်ကပလင်ပေါ်မှာရက်ပြီးမျက်နှာအေးဆက်ဆက်နဲ့ကြီးညာလိုက်ပါတယ်နိုးထလာတဲ့ကျောင်းသားအားလုံး3ရက်ကြာရင်ကျောင်း
ကိုအချိန်မှန်လာပြီးရွေးချယ်ပွဲကိုဝင်ရောက်ရမယ်ကျောင်းကနေထုတ်ပစ်ခံရတဲ့ကျောင်းသားတယောက်တော့မပါဘူးဘယ်သူလဲဆိုတာငါတိုက်ရိုက်မပြောတော့ဘူးလူတိုင်းကကောင်းကောင်းသိကြမှာပါသူပြောတဲ့သူကကျွန်တော်ဆိုတာလူတိုင်းသိကြပါတယ်ဒါပေမဲ့ကျွန်တော်ကရွေးချယ်ပွဲကိုဝင်ရောက်တာနဲ့ကျင်းတက္ကသိုလ်ကကျွန်တော်ကိုဝင်ခွင့်ပေးဖို့တောင်းဆိုလာလိမ့်မယ်ဆိုတာကျွန်တော်သိပါတယ်ကျောင်းတကားဝမှာလီချန်ငါမင်းကိုပြောစရာတွေရှိတယ်ငါတိုက်ရိုက်ပြောမယ်ရှေ့ခေတ်ကလေးကငကားကမွေနဲ့အတူမနေဘူးငါကကျင်းတက္ကသိုလ်ကရွေးချယ်ခံရတော့မှာဖြစ်ပြီးမင်းကအမိုက်စွမ်းရည်ကိုရွေးချယ်ခဲ့တဲ့အတွက်ငါနောက်ကိုလိုက်နိုင်တော့မှာမဟုတ်ဘူးငါတို့နှစ်ယောက်ရဲ့လက်ထပ်ခွင့်ကိုလည်းဆက်ထားဖို့မလိုတော့ဘူးရှင်ညိုရဲ့ကမြို့တစ်ခုလုံးမှာမီးစွမ်းအားကိုရွေးချယ်နိုင်တဲ့နှစ်ယောက်ထဲကတယောက်ပါကျင်းတက္ကသိုလ်ရဲ့ထိပ်တန်းစည်းရင်းမှာပါဝင်ပြီးမြို့ရဲ့အချမ်းသာဆုံးကျင်းမိသားစုရဲ့သမီးလည်းဖြစ်ပါတယ်ပုံမှန်အားဖြင့်ကျွန်တော်တို့နှစ်ယောက်ကကျောင်းတစ်ခုလုံးကအားကြရတဲ့စုံတွဲပါဒါပေမဲ့အခုကျွန်တော်ကမီးစွမ်းအားကိုမရွေးချယ်ခဲ့တဲ့အတွက်ရှင်ညိုကြီးကကျွန်တော်ကိုလက်ထပ်ခွင့်ဖျက်သိမ်းခြင်းနေပါတယ်သူမရဲ့စကားကိုကြားတော့ကျွန်တော်ကအေးဆေးစွာပြောလိုက်ပါတယ်မီးစွမ်းအားကိုမရွေးချယ်ခဲ့ရင်တော့ကျွန်တော်ကျင်းတက္ကသိုလ်ကိုဝင်နိုင်ပါတယ်ကျွန်တော်စကားကိုကြားတော့ရှင်ညိုရဲ့ကမထီမဲ့မြင်ပြုံးလိုက်ပါတယ်တခါမှမကြားဘူးတဲ့စွမ်းရည်ကမီးစွမ်းအားထက်ပိုပြီးအစွမ်းထက်နိုင်ပါမလားဟုတ်သားပဲမင်းကြောင့်ကနေထုတ်ပစ်ခံရတာကိုမေ့နေတာလားမင်းကရွေးချယ်ပွဲကိုတော့ဝင်ခွင့်ရမှာမဟုတ်ဘူးမှတ်ကြကိုစားပဲဘလို့လုပ်သိနိုင်မှာလဲလီချန်မင်းကစကားကြီးစကားကျယ်ပြောရုံနဲ့မျက်နှာပြန်ရမယ်လို့ထင်နေတာလားမင်းရဲ့ကိုအထင်ကြီးတဲ့ပုံစံကိုမြင်ရတာမင်းကဘာမှမဟုတ်ဘူးလို့ပဲငါထင်တယ်လက်ထပ်ခွင့်ကိုဖျက်သိမ်းတာကငါလုပ်ခဲ့တဲ့အမှန်ကန်ဆုံးဆုံးဖြတ်ချက်ပဲပြောပြီးတာနဲ့ရှင်ညိုရေကလှည့်မကြည့်ပဲထွက်သွားပါတယ်ရှင်ညိုရေမနှက်ပြန်ပြီးရင်မင်းဒီလိုမာနာကြီးတဲ့မျက်နှာကိုဆက်ထိန်ထားနိုင်ပါစေလို့ငါမျှော်လင့်ပါတယ်နောက်တစ်နေ့မှာကျွန်တော်ကျောင်းကွင်းပြင်ကိုရောက်လာတော့လူရပေါင်းများစွာကတန်လောင်အင်ကြီးနှစ်ခုရှိမှဝိုင်းအောင်ပြီးလက်ညှိုးထိုးပြနေကြပါတယ်တန်လောင်အင်ထဲမှာတော့အနေဆုံးအစင်ဖုတ်ကောင်ခရမ်းတွေကကြောက်မက်ဖွယ်ကောင်းတဲ့အမူအရာတွေနဲ့လောင်အင်ထဲကနေထွက်ပြီးလူတွေကိုစားချင်နေပုံရပါတယ်ဒါပေမဲ့လက်သေးရှည်တွေထွက်လာတာနဲ့တန်လောင်အိမ်ဘော်ကစာရွက်ကအလင်းတန်းထွက်ပေါ်လာပြီးဖုတ်ကောင်ခိုင်ရန်တွေကိုနောက်ဆုတ်သွားစေပါတယ်ကျွန်တော်ရောက်လာတာကိုမြင်တော့လူတိုင်းကအံ့အားသင့်ပြီးတီးတိုးပြောဆိုနေကြပါတယ်ယူကြီးမင်ကကျွန်တော်ရှေ့ကိုရှောက်လာပြီးမျက်နှာအေးဆက်ဆက်နဲ့ပြောပါတယ်လီချန်မင်းကိုကျောင်းကနေထုတ်ပစ်လိုက်ပြီးဘာလာလောက်တာလဲကျောင်းကနေထုတ်ပစ်တာတော့3ရက်ကြာမှအတီးဖြစ်မှာပါဒါကြောင့်ကျွန်တော်ကအခုထိကျောင်းသားတစ်ယောက်ပါပဲရွေးချယ်ပွဲကိုဝင်ခွင့်ရှိပါတယ်မင်းဝင်ခွင့်ရရင်တော့ဘာထူးမှလဲမင်းရဲ့အမိုက်ဆွဟန်ရီကဘလောက်အစွမ်းထက်နိုင်မှလဲဖုတ်ကောင်ခရမ်းရဲ့ကာကွယ်မှုကိုတော့မဖျက်ဆီးနိုင်တော့ဘူးမင်းကကျောင်းသားဆရာမတွေရှိမှအဆက်ကွဲကျင်နေဆိုရင်ငါမတားတော့ဘူးပြောပြီးတာနဲ့သူကထွက်သွားပါတယ်မကြခင်မှာပဲအနက်ရောင်ယူနီဖောင်းဝတ်ထားတဲ့အမျိုးသားတဦးလူအုပ်ထဲကိုဝင်လာပါတယ်သူကတော့ကျင်းတက္ကသိုလ်ရဲ့ရွေးချယ်ရေးတာဝန်ခံခြင်းနဲ့ပါသူကလေးနဲ့တဲ့အတန်နဲ့ပြောပါတယ်ကျင်းတက္ကသိုလ်ရွေးချယ်ပွဲစပါပြီလူတိုင်းကလှောင်အိမ်ထဲကဖုတ်ကောင်တွေကိုတယောက်ပြီးတယောက်စွမ်းရည်တွေထုတ်သုံးပြီးထိခိုက်မှုအဆင့်တန်းလိုက်အဆင့်တက်မှတ်ပါမယ်အခုစပါပြီအဲ့ဒီနောက်ကျောင်းသားတွေကတန်းစီပြီးပြစ်မှတ်ကိုစွမ်းရည်တွေထုတ်သုံးကြပါတယ်ဒါပေမဲ့အများစုကတော့ဖုတ်ကောင်ခရမ်းရဲ့ကာကွယ်မှုကိုတော့မဖျက်ဆီးနိုင်ပဲရရန်ရုံလောက်ပဲရှိပါတယ်ဝင်းဒီဇိန်နန်ကခေါင်းခါပြီးစိတ်မဝင်စားတဲ့ပုံစံနဲ့ကြည့်နေပါတယ်ရှင်ယူဝေပေါ်လာတဲ့အထိပါပဲသူမကလှောင်အိမ်ထဲကိုကြည့်လိုက်ပြီးသူမရဲ့မျက်လုံးတွေကအေးဆက်နေပါတယ်နောက်တစ်စက္ကန့်မှာသူမရဲ့ခန္ဓာကိုယ်ပတ်လည်မှာအနီရောင်စွမ်းအင်တွေပြင်းထန်စွာဆူဆီးလာပြီးပတ်ဝန်းကျင်ကကျောင်းသားဆရာမတွေကလည်းပူနွေးမှုကိုခံစားရပြီးရှောင်ဖယ်သွားကြပါတယ်သူမပတ်လည်မှာလေဟာနဲ့တစ်ခုဖြစ်ပေါ်လာပါတယ်ရှင်ယူဝေရဲ့နောက်ကျောမှာမိငက်ရဲ့ပုံရိပ်ကအသက်ဝင်နေပြီးသူမကလက်တစ်ဖက်ကိုဆန့်ထုတ်လိုက်တဲ့အခါသူမရဲ့လက်ဖွားထဲမှာအနီရောင်မီးလုံးတစ်လုံးစူးစီးလာပါတယ်ဝင်းစင်းရဲ့အကြည့်ကချက်ချင်းဆွဲဆောင်ခံရပြီးသူ့မျက်နှာမှာစိတ်လှုပ်ရှားတဲ့အမှုအရာပေါ်လာပါတယ်မြို့တစ်ခုလုံးမှာတစ်ခုတည်းသောမီးစွမ်းအားမွေးရပါစွမ်းရည်က Phoenix Flame ပဲကောင်းတဲ့မျိုးစေ့ပဲရှင်ညိုရိုင်ကသူမရဲ့လက်ထဲကမီးလုံးကိုကျွန်တော်ခန္ဓာကိုယ်စီပစ်လိုက်တာကိုမြင်ရပါတယ်နောက်တစ်စက္ကန့်မှာဖုတ်ကောင်ခရမ်းရဲ့ခန္ဓာကိုယ်ပေါ်မှာမီးလောင်ကျွမ်းပြမဲမောင်နေတဲ့အကွက်ကြီးတစ်ခုပေါ်လာပါတယ်သူကနာကျင်စွာအော်ဟစ်လိုက်ပါတယ်ဒီတိုက်ခိုက်မှုကကွင်းပြင်ကလူတိုင်းကိုလုံးဝအံ့အားသင့်သွားစေပြီးချီကျူးတန်တွေကလည်းစူးညံ့နေပါတယ်ကောင်းတယ်မင်းရဲ့ Phoenix Flame စွမ်းရည်ကအရန်အစွမ်းထက်တယ်အစင်တတ်မှတ်ချက်ရနိုင်တယ်မင်းချင်းတက္ကသိုလ်ကိုစာမွေးပွဲမဖြေဘဲဝင်ခွင့်ရပြီးလက်ခံမလားလူအုပ်ကထပ်ပြီးအံ့အားသင့်သွားပါတယ်အစင်တတ်မှတ်ချက်စာမွေးပွဲမဖြေဘဲချင်းတက္ကသိုလ်ကိုဝင်ခွင့်ရတာရှင်ညိုရီကအရန်ကိုထူးချွန်တာပဲရှင်ညိုရီရဲ့ဆရာကတော့ခေါင်းမော့ရင်ကော့ပြီးဂုံယူနေပါတယ်ရှင်ချင်းမင်းကတော့မနာလိုစိတ်နဲ့ကျွန်တော်ဘက်ကိုကြည့်နေပါတယ်သူကလည်းအဲ့ဒီဆရာလိုပဲခေါင်းမော့ရင်ကော့ပြီးလူတိုင်းရဲ့အကြည့်ကိုခံယူနိုင်ခဲ့မှာပါလီချန်မင်းငါတို့ကြားကကွာခြားချက်ကိုမြင်နေရပြီလို့ငါယုံကြည်တယ်ဆက်စင်စာမွေးပွဲမဖြေပဲကျင်းတက္ကသိုလ်ကိုဝင်ခွင့်ရတာဒါတွေကမင်းတစ်သက်လုံးစူးစမ်းရင်တော့မရောက်နိုင်တဲ့အမြင့်ဆုံးအဆင့်တွေပဲငါအတွက်ကတော့လွယ်လွယ်လေးပဲမင်းကိုတတိပေးချင်တာကဒီမှာအဆက်မကွဲပါနဲ့ကိုမျက်နှာသာပေးပါပြောပြီးတာနဲ့သူမကလှည့်မကြည့်ပဲထွက်သွားပါတယ်ကျွန်တော်မျက်နှာကတော့မပြောင်းလဲပါဘူးတိတ်ဆိတ်စွာတန်းစီပြီးစောင့်နေပါတယ်မကြခင်ပါပဲကျွန်တော်နာမည်ကိုခေါ်လိုက်ပြီးကျွန်တော်ကအသက်ပြင်းပြင်းရှူသွင်းလိုက်ပြီးတန်လောင်အိမ်ရှိကိုတင်းငိမ်စွာရှောက်သွားပါတယ်နီးနီးကက်ကက်ထိတွေ့မှသာဖုတ်ကောင်တွေရဲ့ကြောက်စရာကောင်းမှုကိုပိုပြီးရှင်းရှင်းလင်းလင်းခံစားရမှာပါဒါပေမဲ့ကျွန်တော်ကလုံးဝမကြောက်ပါဘူးစိတ်လှုပ်ရှားနေပါသေးတယ်ကျွန်တော်စွမ်းရည်ရဲ့အစွမ်းကိုစမ်းသပ်ကြည့်ဖို့အချိန်တန်ပြီပဲရိတ်နန္ဒကျွန်တော်ကိုစစ်ဆေးတဲ့အကြည့်နဲ့ကြည့်နေပါတယ်သူကကျောင်းသားတယောက်ကမီးစွမ်းအားကိုဆွန့်လွတ်ပြီးမတိတဲ့တာအုပ်ဆရာစွမ်းအားကိုရွေးချယ်ခဲ့တယ်ဆိုတာကြားဘူးပုံရပါတယ်သူကကျွန်တော်ကတိုက်ခိုက်ရမှာကြောက်လို့အန်ရီကိုကြောက်လို့မီးစွမ်းအားကိုမရွေးချယ်ခဲ့ဘူးလို့ထင်ခဲ့တာပါဒါပေမဲ့အခုကျွန်တော်ကလုံးဝမကြောက်ပဲမျက်လုံးတွေမှာစိတ်အားထက်သန်မှုတွေပြည့်နေပါတယ်ကျွန်တော်ကတန်လောင်အင်းရှိမှရက်ပြီးအသက်ရှူတန်ကိုညှိလိုက်ပါတယ်အဲ့ဒီနောက်လက်နှစ်ဖက်ကိုပေါင်းပြီးပါးစပ်ကနေရွတ်ဆိုလိုက်ပါတယ်လန်ရှိန်ကကျွန်တော်ဘာလုပ်နေလဲဆိုတာနားမလဲပဲအံ့အားသင့်နေပါတယ်ဘေးကရတိုင်းမင်းကတော့လှောင်ပြောင်ပြီးပြောပါတယ်လီချန်မင်းကပုံစံလုပ်ယုံနဲ့မျက်နှာပြန်ရမယ်လို့ထင်နေတာလားအစကတည်းကငါစကားကိုနားထောင်ပြီးမီးစွမ်းအားကိုရွေးချယ်ခဲ့ရင်ဒီလိုအခြေအနေမျိုးဖြစ်လာမှာမဟုတ်ဘူးမင်းကကိုဒုက္ခပေးတာပဲတခြားတစ်ဖက်မှာတော့ရှီဝိုင်ကဘာမှမပြောပေမဲ့သူမရဲ့မျက်နှာပေါ်ကမနစ်မြုပ်မှုကပိုပြီးပြင်းထန်လာပါတယ်ဒါပေမဲ့ကျွန်တော်ကလုံးဝဂရုမစိုက်ဖဲတိုးလေးပြောလိုက်ပါတယ်ကောင်းကင်ကဓာခရမ်းရောင်မိုးကြိုးကကောင်းကင်ကိုလှုပ်ခါအရာအလုံးကပျက်စီးနှက်ဆိုးတွေကိုနှိမ့်နေမကောင်းဆိုးဝါးတွေကိုဖျက်ဆီးခရမ်းရောင်မိုးကြိုးနဲ့ဖျားပစ်လိုက်ကွင်းပြင်ကလူတိုင်းကမျက်လုံးအကြီးကြီးတွေနဲ့ကောင်းကင်ကိုကြည့်လိုက်ကြပါတယ်ကြီးမားတဲ့ပောက်ကွဲတန်ကြီးထွက်ပေါ်လာပြီးကွင်းပြင်အပေါ်ကကြည်လင်နေတဲ့ကောင်းကင်ကချက်ချင်းမိုးတိမ်တွေဖုံးလွှမ်းသွားပါတယ်မိုးတိမ်တွေကလှိမ့်နေပြီးခရမ်းရောင်အလင်းတန်းထွက်ပေါ်လာပါတယ်ကွင်းပြင်တစ်ခုလုံးရဲ့အပူချိန်ကချက်ချင်းကျဆင်းသွားပြီးလေကလည်းပိုပြီးပြင်းထန်လာပါတယ်လူတိုင်းကလေပင်တွေအေးဆက်သွားပြီးကောင်းကင်ကိုမော့ကြည့်လိုက်ကြပါတယ်ဒါပါဖြတ်
စစ်တာလဲခုနကမှကောင်းကင်ကကြည်လင်နေတာဘာလို့ရုတ်တရက်မိုးတိမ်တွေဖုံးလွှမ်းသွားတာလဲဝင်းစိမ့်နယ်ရဲ့မျက်လုံးတွေကကျင်းမြောင်းသွားပြီးခေါင်းပေါ်ကမိုးတိမ်နဲ့တွေကိုစိုက်ကြည့်နေပါတယ်သူကကျင်းတက္ကသိုလ်ရဲ့ရွေးချယ်ရေးတာဝန်ခံအဖြစ်ဆယ်စုနှစ်တစ်ခုကျော်လုပ်ခဲ့ပေမဲ့ဒီလိုမြင်ကွင်းမျိုးကိုတခါမှမမြင်ဘူးပါဘူးအဲ့ဒီနောက်ခရမ်းရောင်မိုးတိမ်တွေရဲ့အလဲကနေရေပိုက်လောက်အထူရှိတဲ့ခရမ်းရောင်မိုးကြိုးတစ်စင်းတိုက်ရိုက်ပစ်ချလိုက်ပြီးနာကွဲမတက်ကျေလောင်တဲ့အတန်နဲ့အတူကွင်းပြင်တစ်ခုလုံးတုန်ခါသွားအားပါတယ်အဲ့ဒီခရမ်းရောင်မိုးကြိုးကတန်လောင်အိမ်ထဲကဖုတ်ကောင်ခရမ်းကိုတက်တက်ထိမှန်သွားပါတယ်နာကျင်စွာအော်ဟစ်တန်ထွက်ပေါ်လာပြီးဖုတ်ကောင်ခရမ်းရဲ့ခန္ဓာကိုယ်တစ်ခုလုံးကချက်ချင်းမိုးကြိုးတွေဖုံးလွှမ်းသွားပြီးအရေပြားတွေမဲမောင်ကအသားတွေလှုပ်ရှားနေပါတယ်ခရမ်းရောင်မိုးကြိုးပြီးနောက်ဖုတ်ကောင်ခရမ်းရဲ့အယိုးတွေကျိုးကျသွားတဲ့အတန်ပဲကြားရပြီးသူ့ခန္ဓာကိုယ်ပေါ်မှာမိုးကြိုးတွေကတဖြစ်ဖြစ်မြည်နေစေဖြစ်ပြီးသူ့ခန္ဓာကိုယ်ကိုဆက်လက်ကိုက်စားနေပါတယ်ကွင်းပြင်တစ်ခုလုံးတိတ်ဆိတ်သွားပါတယ်လူတိုင်းကပါဇက်အဟောင်းသားနဲ့တန်လောင်အိမ်ထဲကိုကြည့်နေကြပါတယ်သူတို့ကာကွယ်မှုကိုတော့မဖျက်ဆီးနိုင်တဲ့ဖုတ်ကောင်ခရမ်းကဒီလိုပဲမိုးကြိုးပစ်ခံရပြီးတေသွားတာလားတစ်ချက်တည်းနဲ့တေသွားတာပါခုနကရှန်ယိုရဲ့ Phoenix Flying ကဖုတ်ကောင်ခရမ်းရဲ့ခန္ဓာကိုယ်ကိုမီးလောင်ကျွမ်းပြီးမဲမောင်စေုံပဲရှိပြီးအနှဲငယ်ထိခိုက်စေုံပဲရှိပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့မိုးကြိုးကဖုတ်ကောင်ခရမ်းကိုတိုက်ရိုက်တက်ပစ်လိုက်တာပါလူတိုင်းရဲ့ခေါင်းထဲမှာဆူညံသွားပါတယ်ဒါကလူတိုင်းကအထင်မကြီးတဲ့တာအိုဆရာစွမ်းအားလားစွမ်းရည်ကအရန်ကိုအစွမ်းထက်လွန်ပါတယ်ချူဂျီမင်ကချက်ချင်းအံ့အားသင့်သွားပြီးကောင်းကင်ကမိုးကြိုးကိုလက်ညှိုးထိုးပြပြီးပါဇက်ကိုအချိန်ပေါင်းများစွာဖွင့်လိုက်ပိတ်လိုက်လုပ်နေပေမဲ့စကားတခုမှမပြောနိုင်ပါဘူးခုနကသူကကျွန်တော်ကိုဟန်ဆောင်နေလို့လှောင်ပြောင်ခဲ့တာပါအခုတော့သူ့မျက်နှာကရိုက်နှက်ခံရတယ်လို့မြည်ရဲနေပါတယ်ရှင်ရွေကတော့ချက်ချင်းကြောက်ရွံ့လို့ဖြစ်သွားပြီးကျွန်တော်ကိုကြည့်လိုက်တန်လောင်အိမ်ထဲကမီးလောင်ကျွမ်းပြီးမဲမောင်နေတဲ့အလောင်းကိုကြည့်လိုက်နဲ့သူမရဲ့နှက်ခမ်းတွေကတုံရင်နေပါတယ်မဖြစ်နိုင်ဘူးဒါလုံးဝမဖြစ်နိုင်ဘူးသူမရဲ့မီးစွမ်းအားကမြို့တစ်ခုလုံးမှာအကောင်းဆုံးလို့အတိမတ်ပြုခံထားရပြီးသူမရဲ့ Phoenix Flying စွမ်းရည်ကလည်းအဆင့်တူတွေထဲမှာအစွမ်းထက်ဆုံးပါဒါပေမဲ့အခုတော့မသိတဲ့တာဦးဆရာစွမ်းအားကအခုမှနိုးထလာတဲ့စွမ်းရည်နဲ့ဖုတ်ကောင်ခရမ်းကိုတစ်ချက်တည်းနဲ့တက်ပစ်လိုက်တာလားကျွန်တော်နှကန်းထောင်းကအနှဲငယ်ပြုံးမိသွားပေမဲ့ကျွန်တော်စိတ်ထဲမှာတော့အေးဆေးစွာရှိနေပါတယ်ခရမ်းရောင်မိုးကြိုးနဲ့ဖရားရဲ့မူလစွမ်းအားအပြင်မကောင်းဆိုးဝါးနှိမ်နှင်းချImpassive စွမ်းရည်ရဲ့1.5 ဆပိုပြီးထိခိုက်စေနိုင်တဲ့စွမ်းအားနဲ့ပေါင်းလိုက်ရင်ဖုတ်ကောင်ခရမ်းတစ်ကောင်ကိုပြစ်တက်တာကခရမ်းရောင်မိုးကြိုးနဲ့ဖရားရဲ့အစွမ်းထက်ဆုံးအစင်မဟုတ်ပါဘူးကျွန်တော်ကိုယ်တိုင်သိပါတယ်ဖုတ်ကောင်ခရမ်း10ကောင်လာရင်တော့ကျွန်တော်တပြိုင်နက်ရှင်းပြနိုင်ပါတယ်ဝင်ဒီဇိုင်းနန်ကချက်ချင်းတတိပြန်ဝင်လာပြီးတကိုယ်လုံးစိတ်လှုပ်ရှားနေပါတယ်သူက3ငန်းကို2လမ်းလုပ်ပြီးတန်လောင်အိမ်ရှိကိုပြေးသွားကဖုတ်ကောင်ရဲ့အလောင်းကိုတေချာစစ်ဆေးကြည့်ရှုပါတယ်သူကြည့်လေသူ့မျက်လုံးတွေကပိုပြီးတောက်ပလာလေးပါပဲမိုးကြိုးစွမ်းအားဒါကမိုးကြိုးစွမ်းအားပဲတာမန်မိုးကြိုးစွမ်းအားမဟုတ်ဘူးတာအိုဆရာစွမ်းအားကမိုးကြိုးစွမ်းအားဖြစ်နေတာလားအခုမှနိုးထလာတဲ့တာမန်မိုးကြိုးစွမ်းရည်တွေကဖုတ်ကောင်ခရမ်းရဲ့ကာကွယ်မှုကိုမဖျက်ဆီးနိုင်ပါဘူးဒါပေမဲ့ဒီចောင်းသားရဲ့မိုးကြိုးကကာကွယ်မှုကိုဖျက်ဆီးနိုင်ုံသာမကဖုတ်ကောင်ရဲ့ခန္ဓာကိုယ်ကိုပါဆက်လက်ဖျက်ဆီးနိုင်ပါတယ်ဒီလိုစက်တိုက်ထိခိုက်စေနိုင်တဲ့စွမ်းအားမျိုးကထိတ်တန့်မိုးကြိုးစွမ်းအားတွေပဲလုပ်နိုင်တာပါကျွန်တော်တေချာပြောနိုင်ပါတယ်ဒီចောင်းသားနိုးထလာတဲ့စွမ်းရည်ကထိတ်တန့်မိုးကြိုးစွမ်းရည်ဖြစ်ပြီးခုနကចောင်းသားရဲ့ Phoenix Flying စွမ်းရည်ထက်တောင်အဆင့်မြင့်ပါတယ်။ဘာလဲရှင်ယိုရဲ့ Phoenix Flying ထက်တောင်ပိုပြီးအစွမ်းထက်တာလား။ဒါဆိုလီချန်ရဲ့အဆင့်သတ်မှတ်ချက်ကရှင်ယိုရဲ့ထက်တောင်ပိုမြင့်တယ်လို့ပြောတာလား။အိုးဖရားကြီးသူကမီးစွမ်းအားကိုမရွေးချယ်တာအံ့ဩစရာမရှိဘူး။တာအိုဆရာစွမ်းအားကထိတ်တန့်မိုးကြိုးစွမ်းအားဆိုတာသူအစကတည်းကသိနေတာပဲ။အရင်ကသူ့ကိုမှားယွင်းစွာရွေးချယ်ခဲ့တယ်လို့လှောင်ပြောင်ခဲ့တာအခုတော့သူကတကယ်ကိုပါရမီရှင်ပဲငါတို့ကလူယူတွေပဲငါတို့ကလူယူတွေပဲမြင့်ဆရာရဲ့စကားအရလီချန်ရဲ့အဆင့်သတ်မှတ်ချက်ကအနည်းဆုံးအဆင့်ဖြစ်ရမယ်အဆင့်တောင်ဖြစ်နိုင်တယ်ကြောင်းတီထောင်ခဲ့တာနှစ်တရာအတွင်းမှာအဆင့်ရခဲ့တဲ့သူကလက်ချိုးရည်လို့ရပါတယ်လူတိုင်းကတီးတူပြောဆိုနေကြပြီးကျွန်တော်ကိုကြည့်တဲ့အကြည့်တွေကလုံးဝပြောင်းလဲသွားပါတယ်အစကလှောင်ပြောင်မှုကနေအံ့အားသင့်မှုအခုတော့ကြောက်ရွံ့မှုထိပါပဲဝင်ချန်ကန်ကအသက်ပြင်းပြင်းရှူသွင်းလိုက်ပြီးကျွန်တော်ရှေ့ကိုရှောက်လာပါတယ်သူ့မျက်နှာပေါ်ကစိတ်လှုပ်ရှားမှုကလုံးဝဖုံးကွယ်လို့မရပါဘူးလီချန်ကျောင်းသားမင်းဒီနေရဲ့ဆုံးဖြတ်ချက်ကိုနောက်တရမှာမဟုတ်ပါဘူး